ပလင်းတစ်ခုမှာတောက်ဈေးရှာလာကရေရွဲ့နဲ့ငယ်ထပ်ပြီးတော့ပန်းခါမှာဖြတ်လိုက်ပါပြီးရင်ကျွတ်ကျိတ်ဆွပြီးတော့အဲ့ဒါကိုစက်ဖွင့်လိုက်ပါလုံးမတန်းရှင်းသွားမှာဖြစ်ပါတယ်နံပါတ်1အဝူလျှော်စက်ထက်မှာစော်ဒါနဲ့ရှာလာကရေထပ်ပြီးစက်ဖွင့်လိုက်ပါနောက်လျှော်စက်ကလုံးမတန်းရှင်းသွားမှာဖြစ်ပါတယ်နံပါတ်3အိုးအောက်ချီမှာတူးသွားရင်အာလူနဲ့စားရောပြီးတိုက်လိုက်ပါနံပါတ်4စက်ပြအခဲကိုရေနဲ့ရောပြီးတအိမ်လုံးတန့်ရှင်းလုပ်လိုက်ပါနံပါတ်5ကော်စောမှာအရာရှိရေအဝတ်စုပ်တစ်ခုမှာပကံထက်ပြီးရေဖြန့်ပြီးတုပ်လိုက်ပါနံပါတ်6ပန်းအိုးပေါ့ပြီးအလွယ်တကူကွဲကြလရင်ပန်းအိုးထက်မှာရေသက်ထဲပြီးထားလိုက်ပါနံပါတ်9အဖုံးဖွင့်ရခဲ့ရင်အဖုံးပေါ်မှာဥစီပေါင်းခုပုံစံနဲ့ထားပြီးအလွယ်တကူဖွင့်ယူလိုက်ပါနံပါတ်10အင်ကြီးခောက်ရခဲ့ရင်ဒီနီးလန်းခောက်ယူလိုက်ပါနံပါတ်9တစိတ်ခွာရခဲ့ရင်မီးအနှမ်းငယ်အပူပေးပြီးတော့ခွာလိုက်ပါနံပါတ်10ပြောင်းအိတ်တဲရခဲ့ရင်ဒီနီးအတိုင်းတဲလိုက်ပါနော်ဒီနီးလန်းကအများအတွက်အကျိုးရှိတဲ့နီးလန်းမျိုးအများသိအောင် share ပေးကြပါ like လည်းလုပ်ပေးကြပါ follow လည်းလုပ်